Cherry FM #1 radio station CISU ရောင်စာမှုထိန်းသိမ်းရေးအဖွဲ့၏ခွင့်ပြုချက်ဖြင့်အတန်လွှင့်တင်ဆက်ပါတယ်။ခွင့်ပြုချက်အမှတ်မှာ SUD AUD 001ဖြစ်ပါတယ်။ကျုပ်ကဟဲ့ဖိုးဒီစပွဲပေါ်မှာဘာလဲဟဲ့အဲ့လိုမေးလိုက်တော့ဖိုးဒီကဘာမှမရှိပါဘူးလေစားဥတွေပဲလို့ပြန်ဖြေတယ်။ဒီတော့သူဟာကကျုပ်တယောက်တည်းမြင်ရတယ်ဒီပြင်လို့ဘယ်သူမှမမြင်ရတဲ့ဟာကိုဗျစိုက်ကားသမားလေးကလည်းဒါကြောင့်မမြင်ဘူးတစီလည်းမဟုတ်ဘူးမင်းစားလည်းမဟုတ်ဘူးကျုပ်စိတ်ထဲမှာထင်အောင်ထင်မှားဖြစ်တဲ့ယောဂတစ်မျိုးပဲလို့အောင်းမင်းကြီးအိပ်ပြက်လို့တော့၎င်းအစာမကြေတော့တော့၎င်းဖြစ်တန်ရရဲ့လို့စဉ်းစားမိတယ်ဗျသို့တော့သူ့လုတ်ပုံတွေကရှေ့လျှောက်ပြီးတိတ်ထူးဆန်းနေဗျကျုပ်စိတ်ထဲမှာထင်တာတက်တော့မဟုတ်ဘူးတဲ့နေပါဦးညာဥကေတို့ဒီဟာတညလေးပဲလားဘယ်ဟုတ်မလဲဗျာဒီတညလေးဆိုတော့ကျုပ်ကရေးလို့ပြီးပြောတောင်ပြောမနေတော့ဘူးနေအောင်ညာကျုပ်ပြောမယ်နားထောင်ဒါနဲ့အဲ့ဒီညာအဲ့ရတဲ့ရုပ်တရက်မဝင်သေးပဲအိမ်ရှိသားမှာထိုင်ပြီးပရိတ်တွေရွတ်စာရီပြန်ဂုံတော်တွေပါဠိတွေအနက်တွေပါရွတ်ဘယ်နဲ့မှမရှိဘူးပြောဇပွဲပေါ်မှာငုတ်တုတ်ကလေးထိုင်ပြီးကျုပ်ကိုစစ်စစ်ကြည့်နေတော့တာပဲသူ့မျက်လုံးတွေကလည်းနည်းနည်းမေးသွားတယ်လို့ထင်ရရင်သူ့ပေမဲ့အကြည့်ရတော့မပြတ်ဘူးပြောမင်းမင်းနဲ့ကြည့်ရပဲပြူးပြူးလည်းကြည့်ရပဲဗျမျက်တောင်တော့မခတ်ဘူးဗျဒါနဲ့နာယီပြန်တစ်ချက်ထိုးတော့အဲ့ရခန်းနဲ့ဝင်ပြီးအိမ်မယ်လို့တော့လာလာဗျာကောက်ကောက်ပေါင်လိုက်လာပြီးကျုပ်ကလေးနဲ့ဘေးကစပွဲလေးမှာတက်ထိုင်ပါလေရောဗျကျုပ်ကချင်းအောင်ချမီးအိမ်ကိုညှင်းပြီးသူ့လမ်းကြည့်လိုက်တော့ဒီလိုပဲငိုးထုတ်ထိုင်ပြီးကျုပ်ကိုကြည့်နေတာပဲအဲ့ဒီညနှစ်ချက်တီးကြော်တော့မိကနေအိပ်ပျော်သွားပြီး4 နာရီလောက်မှနိုးလာလို့ကြည့်လိုက်တော့သူ့နေရာမရွှေ့ဘူးယူမိကလေးထောက်ပြီးကျုပ်ကိုကြည့်နေတော့မယ်ဆွဲကောင်းလိုက်ရဗျာအောင်မေဒါဘာဟုတ်သေးလဲဗျနားထောင်ပြောပြအောင်မယ်မနဲ့စောစောထတပြက်စီးလိုဘာတော့လဲဖျားကတော့ဘာအလုပ်လုပ်ကျုပ်နာမခွာဘူးယူဒါနဲ့ပြောအောင်မယ်သူ့မျက်လုံးကတဖြည်းဖြည်းပြောင်းလဲလာတယ်ဗျအစတုန်းကတော့ကျုပ်ကိုရိုးတန်းတန်းစိုက်ကြည့်နေတာပဲနောက်တဖြည်းဖြည်းတော့ကျုပ်ကိုအင်မတန်မုန်းနေဟန်ရန်လိုတဲ့မျက်နှာထားမျိုးနဲ့ကြည့်လာတယ်ဒီတော့ဒီလိုနဲ့ကြီးနေမခွဲညမခွာကျုပ်အနာမှာကြီးနေလိုက်တာတလားတိတိပဲဗျာပြောခဲ့တဲ့ခါတိုင်းဒဇောင်မုံလာပြည့်နေညနဲ့တော်လာပြည့်နေကြပါမယ်ပျောက်သွားတော့တယ်ဗျဒါပဲလားဗျဘယ်ရလားဒါကမလဲဗျနဲ့တော်လာပြည့်နေညပျောက်သွားပြီလာကွယ်နေညကြပြန်ပေါ်လာရောကျုပ်ကတခါပြမောင်မင်းကြီးသားလေးသွားပြီဆိုပြီးစိတ်ချမလို့ဖြစ်နေတော့လာကွယ်နေညတကြီးအိမ်မှာကျုပ်လဲစာကျုပ်ချုပ်เสียရှိလို့သွားတာစကားပြောပြီး9 နာရီလောက်အိမ်ပြန်လာတော့မောင်မင်းကြီးသားလေးကဝင်းပေါင်နာကစောင့်နေတော့တာပဲဗျကျုံနဲ့အတူတူအိမ်ပြန်လိုက်လာတော့တာပဲအမှန်ပြောရမှာဖြင့်ဒုတိယအချိန်ပေါ်လာတာတော့မလန့်လာဘူးဒါပေမဲ့ကိုတော်တော်စိုးရိမ်လာတယ်ဗျယူများယူကျင်လို့လားလို့အောင်းမိဒါနဲ့အိမ်ရောက်လို့အိမ်ရတယ်ဝေးအိတ်တော့မြောက်ကလေးကဒီတစ်ခေါက်မှာအရင်တစ်ခေါက်ကတည်းပူဆိုးလာတယ်ဗျအရင်တစ်ခေါက်ကသူ့ဘာသာသူညင်ညင်ထိုင်ပြီးကြည့်အောင်တော့ပဲဒီတစ်ခေါက်ကျတော့သူ့ကြည့်ပုံမျက်နှာထားသိဆိုးလာတယ်ကျုပ်ကိုစားတော့ဝါတော့မလို့အင်မတန်မုန်းနေတဲ့မျက်နှာမျိုးပဲတခါတလေမှာအထူးသဖြင့်ညအချိန်မှာစပွဲကလေးပေါ်ထိုင်ရလက်သီးလက်မောင်းတန်းလို့သွားလိဖြဲပြီးကျုပ်မျက်နှာနဲ့ကပ်ပြီးတခွေးခွေးခြောက်သေးတယ်ဗျနေပါဦးညာခမရမီးထွန်းထားလို့မြင်ရတာလားဗျဥက္ကဋ္ဌမီးမထွန်းဘူးရမှောင်လို့ဒါပေမဲ့ဘလို့ပဲမှောင်သူ့အကျုပ်မြင်နေရတာပဲအခန်းထဲမှာရှိတဲ့ဒီပစ္စည်းကိုကျုပ်မမြင်ရမယ်သူ့ပတ်ဝန်းကျင်မှာအယောင်ကလေးလင်းနေတယ်လို့ဖြစ်ပြီးသူ့ကိုတော့ကောင်းကောင်းကြီးမြင်ရတယ်ဒီလိုနဲ့ပြာသူလာတလားလုံးတလားတိတိပေါ့ဗျာနေရောညပါကျုပ်စီမှာနေပြီးပြာသူလာကွယ်နေကြတော့ပျောက်သွားပြန်ရောဗျာပျောက်ပုံကတော်တော်ထူးဆန်းနေရဲ့ဗျတကယ်တည်းဗျာအန်သွားကြီးကြည့်လိုက်သွားကြီးဖြီးလိုက်အင်မတန်စိတ်ဆိုးတဲ့ဟာနဲ့လက်သီးလက်မောင်းတန်းပြီးရှေတိုးနောက်ငယ်နဲ့စုပ်ချီတက်ချီလုံနေလို့ကျုပ်မှာအော်တောင်အော်မိတယ်မလို့ဖြစ်လာပြီးတော့နောက်ဆုံးမှာမျက်နှာနဲ့ကပ်ပြီးလက်သီးနှစ်ဖက်ကိုစုပ်သွားကြီးကိုဖျဲပြပြီးနောက်ဆုပ်နဲ့ပတင်းပေါက်ကခုန်ချလိုက်ပြီးပျောက်သွားတော့တာပဲဒီတစ်ခါတော့ပြန်မလာတော့ဘူးဆိုတော့နားထောင်ဟုတ်မြမဟုတ်သေးဘူးပြာသူလာကွယ်နေညနေပျောက်သွားပြီး15 ရက်တိတိကြာတယ်တပူတွဲလာပြင်းနေကြတော့တခါပြန်ပေါ်လာပြန်တာပါပဲဗျာအရင်တခါကလည်း15 ရက်ပဲမို့လားဟုတ်တယ်ဗျတလားတိတိနေ15 ရက်ပျောက်သွားတယ်2 ကြိမ်ရှိပြီဒီတစ်ခါပြန်ပေါ်လာတာဘာမှထူးထူးခြားဖြစ်သေးလဲဗျဒီတစ်ခေါက်ကတော့ထူးထူးခြားရတယ်လို့မရှိဘူးဗျစာဖတ်ရာကနေမော့ကြည့်လိုက်တဲ့ခါမှာဇပွဲပေါ်ရောက်နေတာမျိုးလဲကြုံဘူးရဲ့
ပြောတဲ့အခါတိုင်းခရီးသွားရမှာဘွားကနေပေါ်လာပြီးနောက်ကလိုက်လာတာမျိုးလဲကြုံမှုပါရဲ့ဗျဒီထက်ပြောရအောင်မေဗျတတိယအချိန်ပေါ်လာတဲ့အခါမျိုးမှာတမျိုးတိုးပြီးစိုးလာတယ်ဗျဟိုတုန်းကတော့6ယုံလန့်ယုံလောက်ပဲသူလုပ်တယ်ဒီတစ်ခါကတော့ကျုပ်ကိုအမျိုးမျိုးအနောက်ရှက်ပေးလာတော့တာပဲဗျဘာမှကောင်းကောင်းကိုလုပ်လို့မရတော့သူကလိုက်ပြီးနှောက်ရှက်နေတော့တာပဲဗျဘလို့ပုံစံနှောက်ရှက်တာလဲဦးကေတို့ဖျားရှိခိုးရင်ရှေ့တက်တဲ့ကနေမျက်နာချင်းထီလူမတက်နဲ့သူ့ပါဇက်ကြီးဖြဲပြလိုက်သွားကြီးဖြီးပြလိုက်ဖင်ကုန်းပြလိုက်အမျိုးမျိုးနှောက်ရှက်တာဗျကျုပ်ကမျက်လုံးပိတ်ထားတာပဲဘလို့မိတ်မိသူ့ကိုမြင်နေရတာပဲဗျကြာတော့မနေနိုင်လို့ထလာခဲ့တာပဲတခါတရံမှာလဲဇပွဲပေါ်ခုံတက်လိုက်ကလထိုင်နောက်မီပေါ်ခုံတက်လိုက်ပရင်းပေါက်ပေါ်ခုံတက်လိုက်နဲ့လုံနေရနေကျုံမျက်နှာကိုစစ်စစ်ကြည့်ပြီးသူ့ကိုယ်သူဟိုလိုဒီလိုရင်းရမ်းပြလိုက်တာသူ့ကိုကြည့်ရင်ကျုံမျက်စီထဲမှာလှစ်ကနေဝေကနေမူကနေမိုက်ကနေဖြစ်လာတာကြာနေရင်ခက်ရကြီးရဲ့ဆိုပြီးအတင်းအာယုံပြောင်းပြစ်လိုက်လို့တာပေါ့နှုတ်မို့တတိတွေဘာတွေလစ်ပြီးဘာတွေဖြစ်အောင်မစိုးနိုင်ဘူးဗျခက်လာပါလားဗျဒီချိန်တော့ဒါတော့အမှန်ပဲဗျတလားတိတိပဲသူနေတယ်တပေါင်းလာပြင်းနေညမှာပျောက်သွားတယ်ထုံးစံအတိုင်းပဲလက်ကွယ်နေညမှာပြန်ပေါ်လာရောဗျအမှန်ပြောရမှာဖြင့်လက်ကွယ်နေညနေဝင်ဖြိုးပြအချိန်ကစပြီးဘယ်နေရာမှာပေါ်လာမလဲလို့ကျုပ်စိတ်ထဲမျောလင့်နေမိတော့တာပဲခမရမတုံလို့ဘူးလားတုံလို့တာတော့မဟုတ်ပါဘူးဗျထို့တော့ဒီကောင်ကလေးပေါ်လာရင်ကျုပ်ကိုအနောက်ရှက်ပေးအောင်တော့မှာပဲဆိုပြီးစိတ်ကတော့ခက်ပြက်ဖြစ်နေတော့တာပဲဒါနဲ့အဲ့ဒီညကဘယ်မှမသွားတော့ပဲအခန်းထဲမှာစာဖတ်နေတာမျက်လုံးလန့်ကြည့်လိုက်တာနဲ့တပြိုင်နက်ဇပွဲပေါ်မှာငုတ်တုတ်ကလေးထိုင်ရပေါ်လာတော့တာပဲဗျာဒီတစ်ခါတော့ထူးသေးလားထူးပြီလားဗျာတိုးပြီးနောက်ရှက်တာပေါ့ဒါတွေမကသေးဘူးသူ့ပါဇက်ကတော့စကားပြောနေပြီဗျဘယ်နဲ့ဗျာမြောက်ကစကားပြောသလားပြောနိုင်တာမပြောနိုင်တာမဆိုနိုင်ဘူးလေကျုံနာထဲမှာတော့ကြားနေရတာအမှန်ပဲမိရောက်မရှိဘဲနဲ့ကျုံမျက်စိထဲမှာမြင်နိုင်တယ်ဆိုတော့နားကကြားနိုင်တယ်ဆိုတာလေဒီနည်းအတိုင်းပဲဖြစ်ရမှာပေါ့ဗျာမြင်ရတယ်ဆိုတော့လေမျက်စိမဟုတ်ပြီဘူးဗျမျက်စိအာယုံကြောထင်ပါရဲ့ထိုနည်းတူကြားရတယ်ဆိုတာလေတကယ်နားကြားရတယ်လို့တော့မဟုတ်တော့ဘူးဗျအာယုံကြောတွေကကြားရတယ်နဲ့တူတယ်ဟုတ်ပါပြီဗျဆက်ပြောပါဦးဒီလိုဗျကျုပ်ဖျားရှိခိုးရင်မျက်နှာနဲ့ကပ်ပြီးနှောက်ရှက်ယုံတော့ပဲဒီတစ်ခေါက်တော့ကျုပ်ကအတန်ထွက်ပြီးရွှင်ရင်မောင်မင်းကြီးသားမဟုတ်တရုပ်တွေနင်းကန်ပြီးအော်တော့တာပဲဗျာအော်တယ်ဆိုတော့အတန်ထွက်ယုံနေမကသေးဘူးအယုတ်တအနတ္တတွေလည်းရှောက်ပြီးအော်ဆဲနေတော့တယ်မင်းကဖျားရှိခိုးဝင်မဲ့မင်းစိတ်ကဖျားထဲမှာမနေနိုင်ဘူးခွေးမသားကြီးရဲ့မင်းလိုမျိုးဖျားရှိခိုးရင်ဘယ်ကလာကုသိုလ်ရနိုင်မှာလဲသူတစ်ပါးလူတဲ့စွန်းတွေကိုးတွေစားပြီးငြိမ်ငြိမ်မနေပဲမိန်းမယူလာဘာလာနဲ့ဒီလိုလူမျိုးတွေကလောကကြီးမှာလူဘိုတက်ပါပဲအဲ့ဒီလိုဗျာတကယ်မဟုတ်တရားနေရှောက်ပြီးတစ်ချက်မှာခွေးမသားဘာမှသားညာမှသားနဲ့ဆဲလိုက်တာဒီလိုသာလုပ်နေကျုပ်တော့ခက်လိမ့်မယ်ဗျဘာကြောင့်ခက်ရမှာလဲဗျဘက်နဲ့ဗျကောင်းကောင်းနေရတယ်ဆိုတာမရှိတော့ဘူးနေရောညရောအမြဲကပ်ပြီးနှိမ့်ဆက်နေတော့တာပဲစာဖတ်လို့တောင်ကောင်းကောင်းလုံးဝမမြင်ရတော့ဘူးဗျအဲ့တော့ဘယ်နဲ့လုပ်ကြမလဲဘယ်နဲ့လုပ်အောင်မလဲစာအုပ်ပေါ်တက်ပြီးထိုင်ထားလို့စာလုံးကိုလုံးဝမမြင်ရတော့တာအဲ့ဒါကိုပြောတာဗျခမရကိစ္စတော်တော်ခက်လာပြီဒီတစ်ခေါက်တော့ဒီလောက်မကတော့ဘူးစိုးလာပြန်နေဟာရှိသေးတာလားရှိသေးတယ်ဗျနားထောင်ကြည့်ကျုပ်ပြောပြမယ်မန္တလေးကဧည့်သည်တွေရောက်လာကြလို့တညမှာမြစ်ကမ်းမတစ်လျှောက်အားလုံးအတူတကွလမ်းလျှောက်နေကြတော့ကိုတော်မြတ်ကလေးလည်းပါလာတယ်ဗျသူတို့လူစုကရှေ့ရလျှောက်လာကြတော့ကျုပ်ကနည်းနည်းနောက်ကခွာပြီးလိုက်လာတယ်ကျုပ်တူမာလေးကဒီအဖြစ်ပြက်တွေကိုမသိပေမဲ့ကျုပ်မျက်နှာကြည့်ရတာမရွှင်ပြဘူးဆိုပြီးစိုးရင်တာနဲ့ကျုပ်နာမခွာဘဲနဲ့ကတ်လိုက်လာတယ်တဲ့သူ့ကြံကတော့မတော်တဆနေမကောင်းလို့မူးမော်ရှိရင်စောင်းရှောက်ဖို့ပေါ့ဗျာကမ်းမဆောက်ကြီးနဲ့ရောက်လာတော့ဟိုတော်ဝါလေးကကျုပ်ကိုကမ်းမဆောက်ကနေခုန်ချဖို့တိုက်တွန်းတော့တာပဲဗျကျုပ်ကလည်းသူခိုင်းရင်မလုပ်ရမနေနိုင်တယ်လို့ဖြစ်ပြီးခုံချတော့မယ်အကျဉ်းနဲ့တူမာလေးကိုရှေ့ရသွားနေမို့ပြောလိုက်ရတယ်သူကလည်းကျုံညံထားကြည့်ရတာဟန်မရဘူးဆိုအတင်းညင်းနေတယ်ဗျကျုပ်ကဇွန်းနေသူကလည်းဇွန်းညင်းတော့တာပဲဒါကြောင့်သာကျုပ်အသက်ချမ်းသာရတော့တာကျုပ်စိတ်ကဘယ်နဲ့လဲဆိုတော့ဒီတူမာလေးရှင်မှာဒီလိုလုပ်လိုက်ရင်သူခင်ဗျရင်ထုမနာဖြစ်သွားတော့မှာပဲဆိုပြီးသွားပြီးငဲ့ညာလိုက်တာဒါကြောင့်လေအဲ့ဒီနေ့ကအသက်မသေးတာပဲနှုံးမို့ဆိုရင်ကိစ္စချောပြီတေကံမရောက်အသက်မပြောက်ဆိုတဲ့စကားတိုင်းပဲအသက်တချောင်းဖြစ်ဖို့လွယ်လာတာမဟုတ်ဘူးလေဦးဖေတူမလွယ်တာတော့မစိုးနိုင်ဘူးပြောဟိုနေ့ကကျုပ်တူမှလည်းမရှိဧကန္တလှုပ်ဖြစ်လိမ့်မယ်ထင်တယ်အခုတလောကိုစိုးရင်လို့အဲ့ဒီလိုနေရာမျိုးတွေစီကိုမသွားတော့ဘူးဗျာနေပါဦးဗျာကျွန်တော်တို့အခုစကားပြောနေတော့ရောဒီကောင်လေးရှိသေးလားအခုတော့မရှိဘူး
သူပြောင်းနေ73ရက်ရှိသွားတပတ်ခါလခွေနေဆိုပြီးပြန်ပေါ်လာမှာဧကနာပဲသူဟာတစ်ခေါက်တစ်ခေါက်ကဲတက်လာတယ်ဗျတနည်းနည်းနဲ့ကျုပ်ကိုဒုက္ခရောက်အောင်လှုပ်လာလိမ့်မယ်လို့အဲ့လိုပဲထင်နေတယ်တတ်တယ်နေပါအောင်ဒေါက်တာကျုပ်ဖြစ်ပုံပြောပြပြီးပြီခမရဘလို့ထင်လဲယောဂါလားတို့မဟုတ်မြောက်တကောင်ဟာဘလို့တော်ဟာထင်တယ်လေဗျအေးဗျာရုတ်တရက်မဆုံးဖြတ်နိုင်အောင်ဖြစ်နေသေးလို့ကျွန်တော်စဉ်းစားပါအောင်မယ်တတ်တယ်အခုတလုံးမှာလက်ဖက်ရစိမ့်နဲ့လက်ဖက်ရည်တောက်သေးလားစာမရေးတာကြာလေတော့လက်ဖက်ရည်ကြမ်းလဲမတောက်တော့ပါဘူးဗျာဒီလိုဖြစ်ပြီးမှစာမရေးတာလားစာမရေးတဲ့နောက်မှာဒီလိုဖြစ်တာလားဗျာနင်းကိုကျုပ်စဉ်းစားကြည့်ဦးမယ်ဓာတုကထာနဲ့ပတ်သက်ပြီးတဲ့နောက်ဆုံးထီကာကိုကျွန်တော်တစားမုံလာပြီး8ရက်နေရအပေးတက်လိုက်တယ်ဗျတစားမုံလာပြီးညကစပြီးဒီမြောက်ပေါ်လာတော့စာမရေးတဲ့နောက်မှာဒီလိုဖြစ်တာဒီနောက်တော့ तू နောက်ရှိတဲ့အတွက်စာမရေးနိုင်တော့ဘူးစာမရေးတွေတော့လက်ဖက်ရည်ကြမတတ်ဘူးလက်ဖက်ရစိမ့်လည်းမတုံးတော့ဘူးဟုတ်လားဟုတ်ပါတယ်ကဲတော်တော်လေးလည်းနေပြင်းသွားပြီဗျာဒီအကြောင်းကျွန်တော်စိတ်ဝင်စားစဉ်းစားလိုက်ပါဦးကျွန်တော်ဒီဥကေတူ၏နှလုံးသွေးတိုးပုံနဲ့လက်မောင်းသွေးတိုးပုံကိုစမ်းစစ်ကြည့်ပြီးမှန်တမ်းရှိနေသည်ကိုတွေ့ရတဲ့ဖြင့်မကြမီတွေးဆုံကြအောင်မျိုးပြောပြီးလေထိုင်ရမှထသွားရဥကေတူဟာဒီအကြောင်းလေးကိုဘယ်သူမှကြုံမပြောခဲ့ဘူးနော်အခုပြောပြီးနောက်ကိုပို့ပြီးစိုးရင်လာတယ်ဗျာဆရာရဲ့ကျုပ်ကိုပြစ်မထားပါနဲ့လမ်းခီးနိုင်ကျွန်ုပ်ဒီဥခေတူ၏အဖြစ်အပျက်ကိုစဉ်းစားရင်မှားလိုက်သောစကားကိုပြောတော့မျက်နှာထားနိုင်စိုးရင်ကြီးသောအမူအရာရှိသည်ကိုတတိယသည်နှင့်တိုး၍စိတ်ဝင်စားမိလေသည်နောက်တစ်နေ့ည၌ကြောက်ကုန်းရွာကြီးမှစိတ်တစယောဂဆွဲကပ်နေသောလူနာတစ်ယောက်နှင့်ပတ်သက်၍ကျွန်ုပ်အားပင့်ခေါ်သဖြင့်လိုက်ပါသွားရလေရာလူနာမှာရုတ်တရက်လက်လွတ်ရန်မဖြစ်နိုင်လောက်အောင်အရေးကြီးနေသဖြင့်ညအိပ်ရလေသည်နောက်နေ့ညတွင်ကျွန်ုပ်သည်ပြန်တော့မည်ဟုပြင်ဆင်နေစေတွင်လူတစ်ယောက်ရောက်လာ၍ဇယချောင်ရွာဥခေတုထံမှအရေးတကြီးဆေလွတ်လိုက်ခြင်းဖြစ်ပါသည်ဟုပြောသည်ဖြင့်သူဤလေနှင့်ပင်ချက်ချင်းလိုက်လာခဲ့လေသည်လေပေါ်တွင်ဥခေတု၏ဒူအားအဖြစ်ပျက်ကိုစုံစမ်းကြည့်ရာဥခေတုမှာမြည်သည့်အကြောင်းကြောင့်မသိအိမ်မြောင်အမိပြတ်တဲ့ကဲ့သို့ဖြတ်ဖြတ်လူ၍နေမထိထိုင်မထိရှိနေကြောင်းကျွန်ုပ်ကိုမတွေ့အောင်ရှာ၍စာတစောင်းကိုပရိသတ်ရှိတွင်မပေးဘဲလမ်းခရီးရောက်မှပေးဖို့မှားထားလိုက်ကြောင်းပြောပြီးလေစာတစောင်းကိုထုတ်ပေးလေသည်ထိုစာမှာဇယချောင်ရွာဒါစု14ရက်အစီရင်ခံပါသည်ဒေါက်တာဦးအောင်ခင်ဟိုဟာရောက်နေပါပြီခါတိုင်းတရက်စော၍ရောက်နေပါသည်ခမ ्या ကိုဖွင့်ပြောသူများအားလုံးသိ၍ကျွန်တော်ပွက်ပွက်ရိုက်အောင်ချိန်မောင်းပါသည်ဒေါက်တာဦးအောင်ခင်မကလို့မိုးပေါ်ကတကြားမင်းစင့်ကူတောင်မရဘူးလို့သူကပြောနေပါသည်ဒီတစ်ခါအလွန်မင်းနောက်ဆက်ပါသည်ဥကေတူကျွန်ုပ်တို့သည်မြေကမ်းတွင်လေကလေးကိုစိုက်ခတ်၍ဇရက်ချောင်ရွာသို့ဝင်လာကြသောအခါနေဝင်ရီတရောရှိနေလေပြီရွာဦးမှဝင်လာခဲ့၍ရွာလေသို့ရောက်လာကြသောအခါရွာသားတစ်ယောက်ကလူကလေးအားဟေ့ဖူးတွေမင်းဘယ်ရပြန်လာလဲဦးလေးကိုဆရာဝန်ပိတ်ခေါ်လာတာဗျထိုအခါထိုသူကဘာမှပြန်မပြောဘဲကျွန်ုပ်ဤမျက်နှာကိုလှမ်းကြည့်တော့အားတင့်နေလေတော့သည်ထိုခဏတွင်ကျွန်ုပ်သည်လည်းဥကေတုအိမ်စီမှအတန်တစ်ချက်ကြားလိုက်ရသဖြင့်ရိမ့်မိလေပြီတို့ရတွင်ဖြစ်ပျက်ပုံကိုသိလို့သေးသည်နှင့်ဖိုးတင်နှင့်အတူလိုက်ပါလာခဲ့ရာလေကားရင်းတွင်ငိုယိုလျက်ရှိသောတူမကလေးကိုတွေ့ရလေသည်အချင်းချုပ်တွင်ဖော်ပြရသောဥကေတုမှာမိမိ၏လေပင်ကိုတင်တုံးသားနှင့်လေး၍အဆုံးစီရင်လိုက်သဖြင့်အလောင်းကိုဆေးရုံသို့ပို့ရန်စီမံလျက်ရှိကြလေသည်ဖြစ်ပျက်ပုံမှာဥကေတုသည်ဖိုးတေကိုဆေးလွတ်လိုက်ပြီးနောက်အခန်းတကားကိုပိတ်၍အိတ်သည်ဟုအိမ်သားများကမှတ်ထင်ကြလေရာညနေစာထမင်းစားခြင်းခေါ်မရသဖြင့်တကားကိုအတင်းဖွင့်ကြည့်ကြသည်တွင်ကတင်အနီးတွင်ခွေလျက်တည်နေသောဥခေတုအလောင်းကိုတွေ့ကြရလေသည်ကျွန်တော်၏စိတ်၌ကဥခေတုသည်မြောက်၏တိုက်တွန်းချက်အရာမိမိကိုယ်ကိုအဆုံးစီရင်လိုက်ခြင်းဖြစ်ကြောင်းယုံမားတန်တရားမရှိချေတို့ရတွင်ဥကေတူ၏အဖြစ်ပြက်နှင့်ပတ်သက်၍မကျေနပ်နိုင်သေးသဖြင့်ဘုဒ္ဓတာနှင့်ဆိုင်ရာစာအုပ်များ၌ဝင်နောက်ရှာဖွေသည်တွင်ဂျာမန်ဘာသာမှအင်္ဂလိပ်ဘာသာသို့ပြန်ဆိုထားသောအောက်ပါစာများကိုတွေ့ရလေတော့သည်အရှိတိုင်းများ၌
တီဇီနာဘာဇနီခေါ်တစ်ပင်တစ်မျိုးရှိရာအရွက်ပုံတရမှာလက်ဖက်ရွက်နှင့်တူ၍စမ်းကျဲသောတတ္တိထူတစ်ခုရှိကြောင်းထိုအရွက်ကိုလက်ဖက်ရွက်တင်မှတ်၍သုံးဆောင်မိသောလူများမှာတစီ6တကဲ့သို့ပုံတံများကိုမျက်စိထဲတွင်မြင်ရ၍အဟုတ်တကယ်ထင်မှတ်ပြီးလျင်နောက်ဆုံးတွင်ယူသွသောယောဂဆွဲကပ်သည့်အထင်နှင့်စိတ်တစဆေးရုံသို့ပို့ခြင်းခံရသူများလည်းရှိဘူးကြောင်းအကောင်းဆုံးသောကုသနည်းမှာကစွန်းရွက်အစိမ်းကိုကြိတ်၍အရင်ညစ်ပြီးလျင်စပွဲတင်စွန်းနှင့်သုံးစွန်းခန့်တိုက်ချွေးပါကမုတ်ချပျောက်ကင်းနိုင်သည်ဟုသိရှိရကြောင်းနောက်တစ်နေ့တွင်ကျွန်ုပ်သည်ဥကေတူ၏နေအိမ်သို့သွား၍ဖိုးတေအားလက်ဖက်ပင်ကိုလိုက်ပြခိုင်းရာပင်စီနှင့်တကွအရွက်ပုံတရမှာလက်ဖက်ပင်နှင့်အလင်းချားနာခြင်းမရှိသည်ကိုတွေ့ရလေသည်နောက်ဆုံးလိုက်ကျွန်ုပ်သည်ဖိုးတေအားထိုတစ်ပင်နှုတ်ပြင်းပြောရသည်ဖိုးတေအားမလုံးဝကြောင်းညင်းဆန်နေသည်ဖြင့်ဥကေတူအားမာခဲ့သည်ဟုလီဆယ်၍ပြောသည်တွင်မှနှုတ်ပြလိုက်လေတော့သည်Cherry FM. Number 1 Radio